ဒါမျိုး mini landscaping လေးလည်းပါမယ်28 pilot ရက်ကွက်မှာမြင်နေကြပုံစံတွေကနေပြီးတော့ကွဲထွက်ပြီးတော့မှသူက modern center အောင်မှကျွန်တော်မြင်နေကြဒီ modern center design မျိုးမဟုတ်ပဲねမြင်လိုက်တာနဲ့ wow ဖြစ်စေမယ်အိမ်လေးတစ်လုံးကျွန်တော်ဒီနေ့တိုးလုပ်ပေးမယ်လိုက်ခဲ့ကဲဒီမှာခြံစည်းတကားဆိုလို့ရှိရင်လည်းဒီမှာကားအသေးအကြီးဝင်လို့ထွက်လို့အဆင်ပြေအောင်လက်ပြခေါက်တကားပုံစံနဲ့သူကလုပ်ပေးထားတယ်ဒီမှာဆိုလို့ရှိရင်လည်း ground တန်ပါထားပြီးသားကဲအထဲမှာဒီထက်မိုက်တယ်လိုက်ကြည့်ဝါကျွန်တော်ပြောရနော်အိမ်ထဲကိုမြင်လာတဲ့ဝါဆိုပြီးဖြစ်စီနေတဲ့ဟာလေးကျွန်တော်တစ်ချက်ပြရမယ်ဒီမှာဒီရင်ဆုံးတကားတော့တစ်ချက်ကြည့်တကားဆိုလို့ရှိရင်ပုံမှန်ကျွန်တော်တို့ရက်ထက်ကိုတော်တော်လေးခက်မြင့်မြင့်လေးလုပ်ပေးထားတယ်ပြီးတော့ ceiling height ကထူးခြားတယ်ကွာ ceiling height ကသူက73 ပေလောက်ရှိတယ်73 ပေလောက်ရှိတော့ပွင့်နေကြောင်းမဲ့ဆိုလို့ရှိရင် living room area မှာဒီ first living room area မှာဆိုလို့ရှိရင်လုံလောက်တဲ့ square feet နဲ့လုံလောက်တဲ့ height ရှိတယ်ပြီးတော့ lighting မှာညာသုံးထားရအရမ်းမိုက်တယ်အကြိုက်ဆုံးတော့ဒါကြီးပဲရှိုးလိုက် living room area မှာဒီလိုခန်းထားတဲ့ဒီမှာထားမှာလား TV ထားမှာလားကိုဘာထားခြင်းလဲတစ်ချက်ရှိုးလဲကျိုးနေတယ်နော်တအိမ်လုံးကိုကျိုးနေတယ်ပဲလုပ်ပေးထားတာအဲ့တော့ပွင့်နေပြောမယ်ဆိုလို့ရှိရင်အိမ်ထဲကိုရောက်လိုက်တဲ့တာနဲ့မိတ်ဆွေတို့ခံစားရမယ်ခံစားချက်မျိုးဒီအိမ်လေးတာငါရလိုက်ရင်ဘယ်လောက်ကောင်းမလဲဆိုတဲ့ခံစားချက်မျိုးတန်းရမှာထက်ရှိသေးလိုက်ပြဒါဆိုလို့ရှိရင် living room ကနေပြီးတော့ kitchen နဲ့ master bed ကိုဆက်ထားတဲ့ရှောက်လန်းရဲ့အနေထားကတော်တော်လေးကျယ်တယ်ပုံမှန်ဆိုလို့ရှိရင်ရှောက်လန်းကကျွန်တော်တို့တော့ပဲရှိတယ်ဒါကဒီမှာဆိုလို့ရှိရင်ရှောက်လန်းနေထားတာတော်တော်လေးကျယ်ပြီးတော့ architect အနေနဲ့ကောင်းတယ်ဆိုတဲ့ဒီပိုင်းမှာဒီမှာဆိုလို့ရှိရင် lighting window တွေတစ်ချက်ကြည့်လိုက် lighting window ဆိုလို့ရှိရင်သူက lighting window height ကတော်တော်လေးမြင့်တယ်ပြီးတော့ပွင့်နေကြမှာဆိုလို့ရှိရင် level လေးထွက်ကောင်းတယ်ဒါကအောက်ထက်ကပထမဆုံး master bed ကဲ master bed ကိုခံရချက်ကြည့်လိုက်အခန်းကတော့သူက ceiling မှာဆိုတော့သူကကျိုးနေနေပဲတုံးပေးထားတယ်အခန်းရဲ့ square feet နေထားရတယ် master bed တစ်ခန်းရလုံလောက်တဲ့အနေထားမှာရှိတယ်တိမ်လုံးနေတယ်ဆိုလို့ရှိရင်တော့ master bed ကစုစုပေါင်း၄ခန်းပါတယ်ဒါကတော့အောက်ထက်ကပထမဆုံး master bed တစ်ခန်း master bed ၄ခန်းနဲ့အားလုံးမှာလည်းသူကwater heater ကြီးတက်ပြီးထားတယ်ချက်ကြည့်ကဲ master room ပြီးတော့ဒီမှာနောက်ထပ်မိုက်တဲ့ kitchen မှာဆိုလို့ရှိရင်သူက kitchen အဝင်ထွက်ကိုပုံမှန်ကျွန်တော်တို့မြင်နေကြအဆောက်အဦတွေမှာဆိုလို့ရှိရင်သူကတကားကိုဒီလို slide တော့သုံးပေးထားတယ်တိုးတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကြည့်လိုက် kitchen ကိုလှမ်းကြည့်လိုက်တာနဲ့ဟာancient မိုက်ဆိုလို့ရှိရင်တော့ဒါကတော့သူတို့ရဲ့နိဗ္ဗာန်ပုံပဲဗျာကို kitchen မှာကြည့်လိုက်တဲ့ kitchen လေးတသက်ရက်ဖြစ်အောင်လို့ဒီမှာဒီ slide door လေးနဲ့ဆိုတော့လုံးဝမှန်နေနဲ့သုံးပေးထားတယ်ထဲကိုထည့်ကြည့်ကဲ kitchen ထဲကိုရောက်ပြီ kitchen မှာလည်းနော် ceiling height ကလုံးဝမိုက်တယ်ဒီမှာဆိုလို့ရှိရင်သူကပစ္စည်းပညာသိမ်းတဲ့ခါကျရင် keep လုပ်တဲ့ခါကျရင်အဆင်ပြေအောင်လို့သူကပေါ်မှာဆိုလို့ရှိရင်ဒီလို mini cabinet လေးအများကြီးထားပေးထားတယ်ဒီ kitchen counter လည်းသူက H shape ပုံစံလုပ်ပေးထားတယ်H shape ပုံစံလုပ်ထားတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့အားတာချက်ကဘယ်လိုလဲဆိုလို့ဒီပစ္စည်းရာတင်တဲ့အခါမှာတော်တော်လေးဆန့်အောက်မှာဆိုလို့ရှိရင်လည်း keep လုပ်လို့ရတယ်ဒီမှာ cabinet လေးထားပေးရပြီးတော့ဒီမှာဆိုလို့ရှိရင် Italy quality နဲ့ Italy quality brand ဖြစ်တဲ့ကျွန်တော်တို့ငါဆို Prado ကိုသူက exhaust fan ထည့်ပေးထားတယ်အဓိကတော့ကွာ Asian မိုက်အနေနဲ့ဟင်းချက်ပါညာပြုမယ်ဆိုရင်တော့မှသူကအညောပါညာလုံးဝစိတ်ပူကြမလို့ဗျာဒီမှာချက်တက်ကြည့်ဒီမှာဆိုလို့ရှိရင်လည်းဒါတော့ Asian မိုက်အကြိုက်ပဲဒါတော့ basin လေးဒီမှာဆိုလို့ရှိရင် belly မှာသူက set ကြီးအများကြီးပါတယ် setter တွေကိုစိတ်ကြိုက်ဘလို့ပုံစံမျိုးဒီမှာရေပန်းလေးထုတ်ချင်တာဒါမှမဟုတ်ကိုကအသေးကြီးစေးချင်တာအသီးရစေးတဲ့ခါကြလို့ရှိရင်အဆင်ပြေအောင်သူကဒီမှာ filter ထည့်တဲ့ဟာလေးကစာထည့်ပေးထားတယ်အဲ့တော့နောက်မှာဆိုလို့ရှိရင်ကျွန်တော်ပြောပါမယ်ခုနကကျွန်တော်ပြောခဲ့တဲ့ mini landscaping area ကြီးလည်းရှိတယ်လိုက်ကြည့်ကဲဒါတော့ relax လုပ်လို့ကောင်းမယ်ကိုကအပြင်နေတဲ့အရင်မသွားခြင်းကိုရဲ့အိမ်ပတ်ဝန်းကျင်လေးမှာပဲကိုကပုံမှန်လေးတော့မှဆို relaxing လုပ်ရှင်လဲဆိုရဲ space လေးနဲ့ဒီနေရာမှာဆိုတော့ဒီ area လေးကအရင်မိုက်တယ်သူကတော့ဒီပေ20-60မျိုးမှာစောက်ထားရဆိုရင်ဘေးမှာမြေဘူးလေးပါတာကိုဒီ ancient ကနေပြီးတော့ကိုက mini landscaping ပုံစံမျိုးလေးဒီကနေပြီးတော့ဖန်တီးပေးထားတယ်သို့တော့ဒီ channel ကတော့သူက GN ထဲမှာပါတဲ့အတိုင်းကိုပဲ20-60ကိုအပြည့်ခတ်ပြီးထားတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်လေကိုကညနေပိုင်းတက်ကြီးကိုပါမလားတက်ကြီးကိုပဲဖြစ်ဖြစ်ကလေးပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ကိုဒီမှာဆိုလို့ရှိရင်ဒီ area လေးမှာဆိုလို့ရှိရင်အေး relaxing လုပ်လို့ရတယ်နားယူလို့ရတယ်ရှည်လည်းမိုက်တယ်ဗျာကဲအောက်ထက်ကလည်းတော်တော်စုံပြီအပေါ်တက်ထပ်ပြပေးမယ်လိုက်ကဲပေါ်တက်ကြည့်ခဏလေးပေါ်မတက်ခင်မတွေ့လား
ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်တက်ကလေကိုပြင်အောက်မှာဆိုလို့ရှိရင်များသောအားဖြင့်ကသူက store room တွေပါထားတယ်ဒီမှာတော့အဲ့လိုမဟုတ်ဘူးကိုကဒီ living room first living room နဲ့တွဲထားဖြစ်တဲ့ကြောင့်မို့လို့ဒါဒီဝင်တော့ကတန်းပြီးတော့ဝင်လာတဲ့အလင်းအောင်နဲ့ကိုကဒီမှာကိုနဲ့ပတ်သက်တဲ့အမှတ်တရပစ္စည်းလေးတွေဒီအိမ်နဲ့ပတ်သက်ပြီးတော့ decoration ပါဆင်ရင်လေဒီမှာဆိုလို့ရှိရင် living room မှာမရှုပ်နေအောင်လို့သူကမှာ mini cabinet လေးထားပြီးအရမ်းမိုက်တယ်ကဲဟိုတက်ကြည့်မယ်